Hi guys, ဒီနေ့မှာတော့အားလုံးမင်္ဂလာပါဒီနေ့မှာတော့ချိုးပါ Sakura School ဆော့ပြမှာဖြစ်ပါတယ်ဆော့ပြကျတာဆော့ပြဟေးဒါလေးနှိပ်တယ်ပေါ့နော်နှိပ်လိုက်ပါအင်ကြီးကိုနှိပ်လိုက်ပါအင်ကြီးကိုနှိပ်လိုက်ပါကဲအရင်ဆုံးဒါလေးကိုဒီလိုမျိုးလုပ်မှာပေါ့နော်ဒီလိုမျိုးလုပ်ရမှာချူမသိမှာဆိုလို့ငါလည်းဘလူးကြီးလုံနေတယ်မသိဘူးအောက်ကိုဆွဲချရတယ်ပြောအောက်ကိုဆွဲချပါတော့အောက်ကိုဆွဲချလို့ရှိရင်ဒီလိုမျိုးလေးရောက်ပါလေအပေါ်ဆွဲရင်တော့အောက်ကိုရောက်ပါတယ်အောက်ကိုဆွဲရင်တော့အပေါ်ရောက်ပါကဲအရင်ဆုံးโอเคဒါတကြားမန်းပေါ့နော်တကြားမန်းညာအေး我碰来说呀，说伢爱我送，伢爱我送路的包呀吧哎，但有么地哇，可老了哈啦，可老我土呀，我但哎你烟我送啦，然后我边多我送进嘛，我但爸爸人家哈啦，爸爸人家他哟，我不能，别里改哩。ဟိုလိုမျိုးကလေချူလည်းမပြောတတ်ဘူးဒါရောကြောင်းဝတ်စုံပေါ့နော်ဒါဝါရဒါပိန်လားမပိန်ဆိုတာပိန်တာပဲဖြစ်ဒါဝါရလားမသိချူလည်းမပြောတတ်ဘူးဝါတာပိန်တာပေါ့နော်ဒါတော့ဟိုစင်ဒရဲလာဝတ်စုံမပြောတတ်သူကတေးတယ်ကြီးတယ်ပေါ့နော်ခေဒါရောဟိုနင်ဂျာဝတ်စုံပဲဖြစ်ပါတယ်ဒါရောဆုံးမဝတ်စုံပေါ့နော်ဒါတော့ဝိတ်တာဟလားဝိတ်တာလားဟလားဟာလေဟင်းချက်တဲ့ဟင်းပါလေဟိုဘာစားမလဲပါလားအဲ့လိုမျိုးမေးတဲ့ဟာပြောတာပေါ့ဒါရောက်ပါပြီဒါကြီးကတော့ဗာလေကလေးတွေကိုလိုက်ဆိုင်ဟာနေမှာပေါ့ဟာဒါတော့စန်တာဝစ်ဆုံမို့စန်တာကေစန်တာမင်္ဂလီပေါ့နော်โอเคချူတိလောက်ပြီးပြောပြပါအဲ့ချူလိန်တွဲလာတာဒါ princess ပေါ့နော်ဒါဆို sister ဆိုတော့တင်လားရှင်ဆိုတဲ့သဘောရပါတယ်โอเคဒါတော့ happy ဆိုတာပျော်ပွဲစားနေမှာဟိုဘာညကလာကရောင်းပေးရနေမှာပေါ့နော်ဒါဆို baby 1 baby 2ပေါ့နော်ဒါတော့ကျောင်းဝတ်ဆောင်ပဲပေါ့နော်โอเคဒါရတော့ဗိုက်ကြီးတဲ့ဝတ်ဆောင်ပဲဖြစ်ပါတယ်ဗိုက်ကြီးတဲ့ဆိုရင်လက်ဝတ်ထိုးရပေါ့နော်မသိပါဘူးအောက်မှာဘာပုံနေအောင်ကဲဒါကြီးကဟိုလေးပေါ့နော်ဒါတော့ angel ပေါ့နော် business လို့လည်းအဓိပ္ပာယ်ရပါတယ်ဒါ business လို့လည်းအဓိပ္ပာယ်ရပါနော် angel ဆိုတာက business ကနတ်သားပေါ့နော် angel ကတော့နတ်လို့အဓိပ္ပာယ်ရပါတယ်ဒါတော့လိပ်ပြလားဟလားလိပ်ပြသမီးလားလားမပြောတတ်တော့ဒါတော့ဟိုလေကိုထဲမှာမြင်နေဟိုဟာလေးပေါ့နော်ချူတီလောက်လေးပြောတာဒါဆို China ဝတ်စုံပဲဖြစ်ပါတယ်။ Okay China ဝတ်စုံဒါဆို sleeve bag ပေါ့နော်။ sleeve အင်ကြီးပေါ့နော်။ဒါဆိုရေကူးကတ်မှာတုံးတဲ့ဝတ်စုံ။ဒါလေးကကြတော့အကစားဝတ်စုံပဲဖြစ်ပါတယ်။တွေ့လားအကစားဝတ်စုံ။ Okay ဒါလေးရင်ကြတော့ Idol 1 Idol 2 Idol 3လို့ပဲအဓိပ္ပာယ်ရပါတယ်။ဒါလေးကကြတော့ကွန်ဒမီမှာလောက်တဲ့ဝတ်စုံလေးပေါ့နော်။ဒါဆို Idol 4 Idol 5ပေါ့နော်။ကျွတ်တဲ့လေးပဲနေလိုက်ပါတယ်။ကဟာကပါလေနှိမ့်လိုက်တယ်ပေါ့နော်ဒီအောက်ကဟာဆိုရင်တော့အောက်ကိုဒါတော့ယောက်ျားလေးပေါ့နော်ကိုကယောက်ျားလေးဆိုရင်တော့ယောက်ျားလေးအင်ကြီးလေးပါโอเคဒါတော့ဒီတိုင်းပဲပေါ့နော်ယောက်ျားလေးအင်ကြီးလေးပါโอเคဖက်တာရုပ်ပဲဟေးโอเคယောက်ျားလေးအင်ကြီးလေးပါโอเคအဲ့တော့ကိုဒါနင်ဂျာပဲပြပါရတယ်တော့ police ပေါ့နော်ဒါတော့ဘာညာကလကာပဲပေါ့နော်ကိုချိတ်တဲ့ဟာကိုနေပေါ့နော်ချိုးတော့သူ့ကိုအဲ့ညောဒါကတော့စပင်ပါစပင်လို့အတိတ်ပဲရတယ်ပေါ့နော်အောက်ကိုဆွဲမယ်နောက်ပြီးရောဒါလေးပေါ့နော်ဒါကိုချိတ်တဲ့အင်ဂျင်တွေကိုနိုင်ရပေါ့နော်ချိတ်ဒါလေးပဲနိုင်လိုက်မယ်ဒါပါလေ EYEI မျက်လုံးပေါ့နော်မျက်လုံးကိုအတိတ်ပဲရရဲ့မျက်လုံး
မျက်လုံးပေါ့နော်မျက်လုံးနိုင်လိုက်ကိုကြိုက်တဲ့မျက်လုံးကိုနိုင်ပါနော်ရော့ကိုဒါလေးနိုင်လိုက်မယ်နိုင်မှာပေါ့တော့အရင်ဆုံးဒါကြီးတခါအဖေလာရပေါ်နိုင်လိုက်တယ်ပေါ့နော်ဆိုရင်ဒါကြီးပေါ့နော်အောက်ကိုဆွဲမယ်အောက်ဆွဲပေါ့နော်အောက်ဆွဲပါမနော်အောက်ဆွဲပါဆွဲလိုက်ပါရဲ့ပေါ်ရောက်သွားပြီနော်โอเคဒါလေးလုပ်မယ်ဒါကတော့ကိုကြိုက်တဲ့အရာကိုဆွဲပေါ့နော်ရို့ခဏနော်ကိုကြိုက်တဲ့ကိုတဲ့ဘက်မှာအပြားခဏနော်ဒီရောက်သွားအနီးအဝါအစိမ်းမအပြားခရမ်းဘာညကလာပေါ့နော်ချိုးကတော့ဒါလေးပဲနေလိုက်တယ်ဒါလေးပဲလဲလိုက်ပါရင်နောက်တစ်ခုကတော့ဒါပေါ့နော်ဒါလေးကိုနှိမ့်မယ်နှိမ့်ရင်အောက်ကိုပြန်ဆွဲရဒါတော့ okay ဒါလေးတယ်ပေါ့နော်ဒီဒါလေးတယ်ကိုကြိုက်တဲ့အုတ်ထုပ်လေးပေါ့နော်အဲ့လေးလေးလိုက်ပါမဝှချောင်းဆိုနိုးကိုလေးပေါ့နော်နောက်ပြီးဒါလေးနဲ့ဟာကျိုးဘာလို့မတင်လာလဲဆိုကျိုးက YouTuber မဟုတ်တဲ့အတွက်ပေါ့နော်ဗီဒီယိုအရှိကြီးမတင်လို့ရပါဘူးအားလုံးတောင်းပန်ပါနောက်ကျသွားလို့ပေါ့ဒါ mask ပေါ့နော် mask လို့အသေးပဲရဒါကိုနှကန်းမွေးလို့အသေးပဲရတယ်ဒါတော့ပါဇက်ပေါ့နော်ဒါတော့ဘဲနှကန်းကြီးပဲဖြစ်ပါရဲ့ဒါတော့ဗန်ပါရဒါတော့အဖိုးအိုဒါတော့ကလေး okay ပြန်ဖြောက်မယ်ဒါလေးနိုင်မယ်အိုင်းလို့ရေးထားတယ်အိုင်းရကြရောချူဘာမှမမြင်ရတဲ့အတွက်ဒါကိုပြောင်းမယ်ပေါ့နော်ပြန်ပြောင်းလိုက်ပါပြောင်းလို့ရှိရင်ပန်းရောင်ခင်းရောင်အညူရောင်အနီရောင်အဝါညူရောင်အဝါရောင်အပြာရောင်ပြာနုရောင်အစိမ်းရောင်စိမ်းနုရောင်ဖြစ်ပါတယ်ချိုးတော့ပြောင်းလိုက်မယ်အဲ့တော့ကိုကြိုက်တဲ့ဟာလေးကိုပြောင်းခုနကတိပြီးရတော့1 2 3ဒါရပါမယ်1 2 3ခဏနေဒါတော့နားနဲ့တူတယ်1 2 3အခုပြန်ဖြောင်းလိုက်ပါကိုကြိုက်တဲ့ဟာကိုဝစ်ပေါ့နော်ဒါရတော့လူမင်းကလေးဝတ်ဆောင်ဆိုမှအဲ့လိုမျိုးကိုကြိုက်တဲ့ဟာကိုဝစ်ပေါ့နော်โอเคချွားတော့ဒါလေးပဲလဲလိုက်ပါရင်ခင်ဖက်ပြားကိုတွားမယ်ဖက်ပြားပါဆိုရင်ဒါလေးလေးရပေါ့နော်ဒါလေးလေးလိုက်ပါရင်ရှင်ဒါပြီးနဲ့ okay အဲ့ဒီကိုတီးမှာပါနောက်ပြီးတော့ဒါလေးစော့မယ်ပေါ့နော်မနှိပ်ဘူးအဲ့ဒါကြီးမနှိပ်ရအောင်မကြည့်အဲ့ဒါကြီးမနှိပ်ရဘူးအဲ့ဒါကြီးမနှိပ်ရအောင်နော်မနှိပ်ရအောင်နော်ပြန်စော့နေရမှာအိုးပြကွာငါပဲပြန်စော့နေလို့ကြောက်ပါโอเคwait what ရပြီဘာဖြစ်သွားလဲမသိဘူးခုနဒါလေးနဲ့လိုက်တယ်ပေါ့နော်ဒီမှာဗီဒီယိုပေါ့နော်ဒါတော့ play ဒါတော့ game အဲ့အရာကြီးတုံးရရတယ်ပေါ့နော်ဒီအရင်ဆုံးဒါတော့မစော့ဘူးပေါ့နော် okay ဆိုပေါ့နော် okay စော့မယ်ပါokay စော့မယ်စော်လိုက်ပါမယ်ရိုโอเคခုမှစဆိုတာဒါရတော့ဘာလဲကစားရကဲရောက်လာပါပြီကဲဒါလီကိုနေပါ
ချိုးရမှန်လူရေးကြလေရမစပြတ်တန်ခါဤပါကွာလူရလေရကြီးကုန်တယ်နောက်တစ်ခုဟာပါဒါလီနဲ့ရဒါလီတွေ့လားအဲ့ဒီနဲ့တွေ့လားနောက်ပြီးတော့လေဒီနားဆွဲတာအဲ့ဒီတေချာကြည့်ဒီဘက်ဒီပဆွဲနဲ့အဲ့တေချာကြည့်ဒါတော့မှန်ဒီလိုမျိုးလုပ်တာပေါ့နော်ရော့ကွာအဲ့လိုမျိုးလုပ်တယ်ပေါ့နော်ပြန်နှိပ်တယ်နှိပ်တယ်မတိမှာဆိုလို့ကဲဒါတော့ချူပြောပြမှာပဲဖြစ်ပါတယ်ဒီနေ့ဗီဒီယိုတော့ဒီလောက်ပါပဲနောက်ဗီဒီယိုလေးတစ်ပုဒ်ကိုထပ်တင်ပေးပါပဲဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲ bye bye စော်နီးပေါ့နော်ချူဗီဒီယိုအရှိန်မတင်လို့မရတဲ့အတွက်တောင်းပန်ပါတယ်ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲအားလုံးပဲ bye bye